မက်လာ9ရက်နေ့ကနေပြီးတော့မက်လာ15ရက်နေ့ဒီတင်းလာသားသမီးတွေအတွက်ပေါ်စရန်ဖြစ်ပါတယ်တင်းလာသားသမီးကဒီရက်တွေထဲမှာကံအညံ့လေးတွေများနေတတ်ပါတယ်အဖက်ဖက်ကနေပြီးတော့အနှောက်အယှက်လေးတွေရှိနေတတ်တယ်ခရီးသွားခြင်းကတော့အကောင်းဆုံးရရပဲပြောရပါမယ်နေရာသစ်အိမ်သစ်လုပ်ငန်းသစ်အစီအစဉ်တွေအထူးပဲကောင်းမှုပါတယ်ရက်ဝေးပြပကိစ္စလေးတွေသွားမယ်ဆိုရင်ဒီတစ်ပတ်ထဲမှာစတင်စီစဉ်လိုက်တာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဝဲကွာနေရသူတွေနဲ့ပြန်လည်စုံစည်းရတာရက်ဝေးကအကူအညီကောင်းတွေရခြင်းတွေကြုံရတတ်ပါတယ်ငွေကတော့တအားဝင်လို့တအားလဲထွက်နေတာမျိုးတွေဖြစ်တတ်တယ်မပြောမယ်ဆိုရင်ငွေမမြဲဘူးလက်ထဲမှာနော်လက်ထဲမှာငွေမမြဲဘူးငွေဝင်လာတယ်စီလိုဘောချက်ထွက်သွားလေးကြုံရတတ်တယ်မထင်မှတ်တဲ့ဘာသာရေးပညာရေးအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်အသီးအနှံရေထွက်ကုန်တစ်တန်တို့ကိစ္စတွေကတော့အထူးအကျိုးပေးအောင်မြင်ပါလိမ့်မယ်မီးလျှက်စစ်တကူတတိထားတဲ့ကာလပါပဲအပူလောင်တာနော်မီးပူလောင်တာတွေရေနွေးပူလောင်တာတွေလျှက်စစ်ရှော့ဖြစ်တာဓာတ်လိုက်တာစသဖြင့်ပေါ့နော်တကူခိုးကန်တာလေးတွေကတော့တတိထားတဲ့အချိန်ဖြစ်တယ်ယာရုနေရာကိစ္စတွေကလည်းအနှောက်အယှက်ကြားတွေကနေပြီးတော့အဆင်ပြေသွားတတ်ပါတယ်ဆက်တူအလုပ်တွေတတိထားပါအရေးကြီးစာရွက်စာတမ်းတွေပျောက်တာအထားမှာတာဖြစ်တဲ့တတိထားပါအိမ်တော်ရှင်တွေချစ်သူရည်စားတွေအနေနဲ့ကတော့ရက်ဝေးခွဲခွာခင်းလေးတွေကြုံရတတ်ပါတယ်အဲ့တော့ဒီတစ်ပတ်ထဲမှာတင်းလာသားသမီးတွေတဲ့ကံကောင်းစီတဲ့နံပါတ်တွေကတော့1တို့4တို့စတဲ့ကဏ္ဍတွေကကံကောင်းစီတဲ့နံပါတ်ဖြစ်ပါတယ်ဒီတစ်ပတ်ထဲမှာတင်းလာသားသမီးတွေကအငြင်းအခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာဖို့ကအရဟံသိတိကိုပတိတစ်နေ့ကိုပတိ6ပတ်6ရက်အတိတ်ထန်နဲ့စိတ်လိုက်ပါဗျာအဲ့တော့ကံကောင်းခြင်းတွေပုံမူပြီးတော့ကောင်းမွန်လာပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်